တနေ့တာကိုသတိလေးနဲ့အတိတ်ပဲရှိရှိဖြတ်သန်းနိုင်ဖို့ mindfulness ဖြစ်ဖို့ဆိုတာကြီးကြီးမားမားပြောင်းလဲပြစ်စရာမလိုပဲသေးငယ်တဲ့အလေးအကျင့်လေးတွေကနေစတင်လို့ရပါတယ်။သတိရှိရှိနေထိုင်နိုင်ဖို့အတွက်လက်တွေ့ကြတဲ့နည်းလမ်းအချို့ကတော့နံပါတ်1နက်နက်ခင်းကိုအေးအေးလူလူစတင်ပါအိယာနုနုချင်းဖုံးကိုတန်းမကိုင်းပါနဲ့အိယာထဲမှာရင်အသက်ကိုဝဝရှုသွင်းရှုထုတ်3ချိန်ကနေ5ချိန်လောက်အရင်လုပ်ပါပြီးရင်ဒီနေ့မှာငါရဲ့စိတ်ကိုအေးချမ်းစွာထားမယ်ဒီနေ့ငါလုပ်ရမယ့်အလုပ်တွေကိုအာရုံစိုက်ပြီးလုပ်မယ်စတဲ့ရည်မှန်းချက်လေးတစ်ခုကိုကိုပြောပေးပါနံပါတ်2အစာစားတဲ့အခါမှာအာရုံစိုက်ပါဖုန်းကြည့်ရင် TV ကြည့်ရင်စကားပြောရင်အစာစားတာမျိုးကိုရှောင်ပါအစာရဲ့အရသာအနံ့နဲ့အထီးတွေ့တွေကိုခံစားပြီးစားကြည့်ပါဖြည်းဖြည်းချင်းဝါစားပါဒါဟာအစာကြေယုံစီတွေမကစိတ်ကိုလည်းလက်ရှိပြစ္ဆုတ်ပံမှာရှိနေစေပါတယ်နံပါတ်3တစ်ချိန်တည်းမှာအလုပ်တွေအများကြီးလုပ်တာကစိတ်ကိုပင်ပန်းစေပြီးသတိလွတ်စေပါတယ်စာရေးနေရင်စာရေးတာကိုပဲအာရုံစိုက်ပါရေချိုးနေရင်လည်းရေချိုးတဲ့အထီးတွေကိုပဲခံစားပါအလုပ်တစ်ခုပြီးမှနောက်အလုပ်တစ်ခုကိုပြောင်းပါနံပါတ်4 pause ခလုပ်လေးသုံးပေးပါတနေ့ကုန်အလုပ်တွေနဲ့လှုပ်ရှားနေရင်ခြားထဲမှာခဏတာနားချိန်လေးတွေပေးပါအခုငါဖတ်ခန်းစားနေရလေငါရဲ့ပခုံးတွေတောင့်တင်းနေလားငါရဲ့စိတ်တွေဘလို့ဖြစ်နေလဲဆိုပြီးကိုယ်ခန္ဓာကိုယ်နဲ့ကိုယ့်ရဲ့စိတ်အခြေအနေကိုခဏလောက်ပြန်ကြည့်ပေးပါကဲတနေ့တာကိုသတိကပ်ပြီးအတိတ်ပဲရှိရှိဖြတ်တန်းနိုင်